ဒီလက္ခဏာတွေဖြစ်နေပြီဆိုစီးကြိုစားစစ်တင်ပါပြီအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့နိုဘိုဒီယာကနေပြီးစီးကြိုရှိရဲ့လူတွေမှာအဖြစ်များလေးရှိရဲ့လက္ခဏာ၅မျိုးရဲ့အကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါရဲ့ရှင်ပထမအဆုံးလက္ခဏာအနေနဲ့စီခဏခဏသွားတာပါအထူးသဖြင့်ညဘက်တွေမှာစီခဏခဏသွားတတ်ပြီးရေမကြာခဏငတ်တတ်ပါရဲ့ဒုတိယတစ်ခုအနေနဲ့စီးကြိုရှိလာတဲ့အခါအစားတွေပုံမှန်စားနေမယ်ဆိုရင်တော့ခန္ဓာကိုယ်ကကိုယ်အလေးချိန်ရော့ကျလာတတ်ပါရဲ့ဒါအပြင်စီးကြိုရှိရဲ့လူတွေဟာအမြဲတမ်းမောပန်းတွန်းနေတတ်ပါရဲ့လုံလောက်အောင်အိတ်ဆက်ထားမယ်ဆိုရင်တော့အားရမရှိသလိုမျိုးမောပန်းတွန်းနေတတ်ပါရဲ့နောက်တစ်ခုကတော့သွေးတင်းတကြားတက်များလာတဲ့အတွက်အမြင်အာရုံဝေဝါးလာတတ်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ခန္ဓာကိုယ်မှာအနာတရားတစ်ခုခုဖြစ်လာခဲ့ရင်အနာကျက်ဖို့အတွက်အချိန်အကြာကြီးပေးရတတ်ပါတယ်ဒီအချက်ကတော့လူတိုင်းနဲ့ရင်းနှီးမယ်ထင်ပါရဲ့နော်ပြီးရောဒီအချက်တွေကတစ်ခုခုခံစားနေရပြီလားဒါဆိုရင်တော့တက်ကြနှောင်းလေတဲ့ဆရာဝန်တွေနဲ့အမြန်ဆုံးပြသဖို့အတွက်အကြံပေးချင်ပါတယ်စီးချိုရှိသူတွေအတွက်လုံလောက်တဲ့အာဟာရနဲ့ဗီတာမင်ဓာတ်တွေကိုတနေရာထဲမှာပြည့်ပြည့်စုံစုံရရှိနိုင်ဖို့အတွက်နိုဘိုဒီယာစီးချိုအားစီကိုတစ်နေ့တစ်လုံးပုံမှန်တောက်သုံးပေးနိုင်ပါတယ်အားလုံးပဲကျန်းမာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်